ကဲမင်္ဂလာပါကလေးတို့ရေဒီနေ့တရိကန်လေးတွေဆွဲရအောင်နော်ဟုတ်ပါပြီအဲ့တော့တရိကန်ဆွဲမှုရပဲပေးထားတဲ့စာလေးဖတ်ရအောင်တောင်တိုင်းစဝိုင်းချံအသုံးပြု၍ညာဘက်တွင်ပြထားသည့်တရိကန်တစ်ခုဆွဲပါတဲ့အဲ့တော့တရိကန်လေးတစ်ခုဆွဲခိုင်းပြီအဲ့တော့ကြည့်ရအောင်တရိကန်လေးတစ်ခုအဲ့တော့တရိကန်လေးမှာနာမည်လေးပေးထားတဲ့တရိကန် A B C တရိကန် A B C လေးဆွဲမယ်အဲ့တော့ဘာလေးပေးထားလဲဆိုတော့ AB ရဲ့အနားလေးကဘယ်လောက်ပေးထားလဲဒီ5 cm ပေးထားပါလေဟုတ်ပြီနော်အတိအကျဆွဲခိုင်းတယ်အဲ့ဒါဆိုရင်နောက် B လေးရဲ့တန်ဖိုးကဘယ်လောက်လဲ40 ဒီဂရီနောက် B လေးရဲ့တန်ဖိုးကရော50 ဒီဂရီပါဟုတ်ပြီနော်အဲ့တော့တောင်လေးရဲ့အတိုင်းအတာနဲ့အတိအကျပေးထားတယ်အနားလေးတစ်နားရဲ့တန်ဖိုးကလည်းအတိအကျပေးထားတယ်အဲ့ဒီလိုပေးထားလို့ရှိရင်ဒိုတရိကန်လေးဆွဲဖို့ရအတွက်အချက်လေး၄ချက်လိုပါလေတဲ့တောင်တိုင်းစဝိုင်းချံအသုံးပြုပြီးတဲ့တရိကန်ဆွဲသားပုံဟုတ်ပြီတရိကန်ဆွဲသားပုံလေး၄ချက်ပြထားပါတယ်နံပါတ်1က5 cm ရှိသောအနား AB ကိုဆွဲပါတဲ့အဲ့ဒါဆိုရင်ပထမအချက်တို့ရေချောင်းလေးအနားလေး AB ဟုတ်ပြီနော် AB အနားလေးဘယ်လောက် cm နဲ့ဆွဲရမှာလဲဟုတ်ပါတယ်5 cm နဲ့ဆွဲရမှာပါအဲ့တော့ဇမမြေချောင်းလေးတစ်ချောင်းဆွဲပြီးတော့5 cm မက်ကလေးမှတ်လိုက်ပြီးဟုတ်ပြီနော်5 cm ဖြစ်သွားပြီဆိုလို့ရှိရင်ဇမကပုံနေတဲ့ဟာလေးတွေကိုဖြတ်ပါပြီအဲ့တော့ဒီမြင်းလေးဒီတို့အတွက် AB မြင်းလေးပါဘယ်လောက်ရှိတာလဲဆိုလို့ရှိရင်ဒီကောင်က5 cm ရှိတာဟုတ်ပြီနော်အဲ့တော့တို့နံပါတ်1အတွက်မြေချောင်းဒီချောင်း5 cm ရှိတော့အနား AB ကိုဆွဲပါဆိုတော့နံပါတ်1ပြီးသွားပြီဟုတ်ပြီနော် AB ပြီးသွားလို့ရှိရင်တို့ဘာလေးလဲဆိုတော့နောက်ထပ်နံပါတ်2လေးပြောမယ်နံပါတ်2ကအမှတ် A ကိုဒေါင်းစွန်းအဖြစ်ထား၍40 ဒီဂရီဒေါင်းကိုဆွဲပါတဲ့ဟုတ်ပြီနော်အမှတ် A ကိုဒေါင်းစွန်းလေးအဖြစ်ထားမယ်တဲ့ထားပြီးတော့40 ဒီဂရီဒေါင်းလေးတိဆောက်ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ဘာလုပ်လဲဆိုတော့တို့စဝိုင်းချမ်းလေးတစ်ခုလိုပါပြီအဲ့တော့အဲ့ဒီစဝိုင်းချမ်းလေးကိုအမှတ်ပဲပုံမှာတင်ရမယ် A မှာဟုတ်ပြီနော် A ကိုဒေါင်းလုံးလေးအဖြစ်ထားပြီးတော့ဒီလိုလေးတင်လိုက်မယ်တင်ပြီးလို့ရှိရင်ဆရာမတို့ဘာလုပ်လဲဆိုတော့ဖတ်ရတော့မယ်ဘယ်လောက်ဒီဂရီလဲဆိုတော့40 ဒီဂရီအဲဆိုရင်ဆရာမတို့တစ်ထပ်သေးထပ်ထားတဲ့မြင်းလေးရဲ့3ညဒီဂရီကနေပြီးတော့စပြီးတော့ဖတ်သွားမယ်ဘယ်လောက်ဖတ်ရမှာလဲဟုတ်ပါတယ်40ဟုတ်ပြီနော်အဲ့တော့40ရောက်လို့ရှိရင်ဆရာမက40 ဒီဂရီရောက်ရင်အမှတ်လေးတစ်မှတ်ထားလိုက်မယ်40 ဒီဂရီရောက်ရင်ပါထားလိုက်မယ်အမှတ်လေးတစ်မှတ်ထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒုဆက်ပြီးတော့ဒါလေးစဝိုင်းချမ်းလေးပြန်ဖယ်မယ်ဖယ်ပြီးလို့ရှိရင်ဆရာမတို့ဘာဆွဲရမှာလဲဆိုတော့ရင်းပြောင်းလေးတစ်ချောင်းဆွဲရမှာပါအဲ့ဒီအမှတ်လေးကိုဖြတ်သွားပြီးတော့ဟုတ်ပြီနော်ရင်းပြောင်းလေးတစ်ချောင်းဆွဲလိုက်မယ်အဲ့ဒါဆိုရင်နံပါတ်2အတွက်ပြီးရင်နံပါတ်3အမှတ် B ကိုတောင်စွန်းအဖြစ်ထား၍ဘယ်လောက်ဒီဂရီတောင်ကိုဆွဲပါ50 ဒီဂရီတောင်ကိုဆွဲပါအဲဒါဆိုရင်ဆရာမစဝိုင်းချမ်းလေးပြန်ပေါ်ပြီးအဲ့ဒီအမှတ် B လေးမှာတို့ရဲ့စဝိုင်းချမ်းလေးရဲ့အလဲဘူနဲ့တစ်ခါတည်းကြောင်းထားလိုက်မယ်ထားပြီးတော့ဘယ်လောက်ယူရမှာလဲဆိုတော့50 ဒီဂရီပါဟုတ်ပြီနော်50 ဒီဂရီဆိုဆရာမတို့ကထားတဲ့တောင်ပုံကနေပြီးတော့ပြန်တိုင်းမယ်ဆိုလို့ရှိရင်တို့ရဲ့3ညဒီဂရီအမှတ်လေးကိုရှာမယ်ရှာလိုက်တော့ဘယ်မှာရှိလဲဟုတ်ပြီနော်လက်ဝဲဘက်ကနေစပြီးတော့ဖတ်ရပါလေအဲ့တော့50 ဒီဂရီနဲ့အတဲလေးမှာဆရာမအမှတ်လေးမှတ်လိုက်ပါပြီအဲ့တော့အဲ့ဒီအမှတ်လေးနဲ့တို့ခုနရှိနေတဲ့အမှတ် B လေးနဲ့ကိုဆက်ပြီးတော့ဆွဲရတော့မယ်မြင်းကြောင်လေးဟုတ်ပြီလားအဲ့တော့တို့အမှတ် B ကနေပြီးတော့ဒီမှာရှိနေတဲ့ခုနဆရာမမှတ်ထားတဲ့အမှတ်လေးစီကိုရအောင်သွားလိုက်ပါမယ်ဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ရဲ့ဒီမြင်းတစ်ကြောင်းစုံတဲ့နေရာလေးဒီအမှတ် C ပါဟ
ဟုတ်ပြီလားအဲ့ဒါဆိုရင်နောက်ထပ်ဆင်မတို့ဘာလုပ်စရာလိုသေးလဲဆိုတော့တို့ဒီမှာရှိနေတဲ့ပိုးနေတဲ့မြေကြောင်လေးတွေကိုဆင်မတို့ခဲခဲလေးနဲ့လိုက်ပြီးတော့ဖြတ်ပေးလိုက်ပါမယ်ဟုတ်ပြီအဲ့တော့တို့ရဲ့အမှတ်စီလေးပြန်ပြီးတော့ရေးပြီးစီရပါပြီအဲ့တော့မျက်နှာကြောင်စုံတဲ့အမှတ်ဒီစီဖြစ်ပါသည်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒရီကန်လေးတစ်ခုစောက်လုံးဆွဲသားမှုရအတွက်ဆိုရင်ဆရာမတို့ကအချက်ရေးခြင်းနဲ့ဆွဲပေးရမယ်နံပါတ်1ဘာဆွဲပေးရမှာလဲတို့ရဲ့ဒရီကန်ရဲ့အခြေအမြင်လေးသူပေးတဲ့အတိုင်းက5 cm ဆို5 cm မြင်လေးဆွဲလိုက်မယ်နံပါတ်2အချက်အဲ့ဒါဆိုရင်ဆရာမတို့မှာအဆုံးမှတ်လေးရင်းမြောင်လေးဆွဲထားတာဖြစ်တဲ့အတွက်အဆုံးမှတ်လေးကဘယ်နှခုရှိနေမလဲဆို2ခုရှိနေမယ်ဟုတ်ပြီနော် A မှာရှိနေတဲ့ A တောင်ဆုံးမှတ်လေး A ကိုတောင်ဆုံးဖြစ်ထားအဲ့တော့တောင်ဆုံးဖြစ်ထားလို့ရတာကမြင်းမှာ2ခုရှိနေတာ A မှတ်နဲ့ B မှတ်အဲ့တော့ A မှတ်ကို40ဒီဂရီဆိုတော့ A ကိုတောင်ဆုံးလေးထားပြီးတော့40ဒီဂရီအောင်တိုင်းရတဲ့နေ့ချက်ဟုတ်ပြီနော်အဲ့တော့3ချက်ကတော့ B ကိုနောက်ထပ်တောင်ဆုံးလေးဖြစ်ပြန်ယူပြီးလို့ရှိရင်တို့မှာပြန်လုပ်ရမလဲဆိုတော့ဒီဂရီပြန်တိုင်းမယ်တိုင်းတော့ဘယ်လောက်တိုင်းရမှာလဲသူကပေးထားတယ်50ဒီဂရီတိုင်းပေးပါတဲ့50ဒီဂရီထားပေးရဟုတ်ပြီနော်50ဒီဂရီထားဆိုဆွဲလိုက်ပြီးရင်အဲ့ဒီမြင်းလေးနှစ်ကြောင်းစုံတဲ့နေရာဒီအမှတ် C ပေါ့ဟုတ်ပြီနော်အဲ့ဒီညမှာဆရာမတို့လိုချင်တဲ့ဒရီကန်လေးတစ်ခုရလာပါပြီအဲ့ဆိုရင်တို့နောက်ထပ်၄ချိန်ခံလေးပေါ့နော်၄ချိန်ခံလေးနှစ်ပုတ်တောင်တိုင်းစဝိုင်းချမ်းအသုံးပြု၍တောင်တိုင်းစဝိုင်းချမ်းအသုံးပြု၍အောက်ပါတရိကန်များကိုဆွဲပါတဲ့တရိကန်ဘယ်နှခုဆွဲရမှာလဲနှစ်ခုဆွဲရမှာပါဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခုနလောက်လာတဲ့အလုပ်အရာဆိုလို့ရှိရင်ဆရာမတို့ဘာလို့ရင်ဆွဲမလဲကလေးလေးပြောပါဦးဘာလို့ရင်ဆွဲမလဲဟုတ်ပြီအခြေမြင်လေးဘယ်သူကိုAB ကိုဆွဲရမယ်ဘယ်လောက်စင်တီမီတာနဲ့ဆွဲရမှာလဲ10စင်တီမီတာနဲ့ဆွဲရမယ်အဲ့ဒါဆိုရင်ဆရာမကမြင်းမြောင်လေးတစ်ချောင်းဆွဲလိုက်ပြီးဘယ်လောက်စင်တီမီတာရှိရမှာဟုတ်ပါတယ်10စင်တီမီတာရှိရမှာပါအဲ့ဒါဆိုရင်ဆရာမတို့ကလေးတို့ကပါလေးနဲ့ပြန်ပြီးတော့မှတ်မယ်တို့ပေရန်လေးနဲ့ပြန်တိုင်းပဲပြန်ပြီးတော့တိုင်းရပါမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကလေးလေး10စင်တီမီတာဖြစ်တဲ့နေရာမှာသွားပြီးတော့မှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်ကလေးလေးဘာလုပ်ရမှာလဲပိုးနေတဲ့အမှန်လေးပိုးနေတဲ့ဘက်လေးကိုနည်းနည်းလေးလာပြီးတော့ဒီစားလေးလာပြီးတော့ဖြတ်လိုက်ပါပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်တို့ပေးထားတဲ့အတိုင်းပဲတို့ရဲ့ဒီအမှန်လေးဒီ A ပါဒီဘက်ကအမှန်လေးဒီ B ပါအဲ့တော့ AB မြင်းလေးဘယ်လောက်စင်တီမီတာရပြီ10စင်တီမီတာရပါပြီအဲ့ဒါဆိုရင်ဒုတိယအချက်အနေနဲ့တို့တောင် A လေးကိုဟုတ်ပြီနော်တောင်ပုံလေးဖြစ်အောင်လုပ်ဘယ်လောက်ဒီဂရီတိုင်းလဲ25ဒီဂရီတိုင်းမယ်အဲ့တော့25ဒီဂရီတိုင်းကိုရအတွက်ဆရာမကတောင်တိုင်းစဝိုင်းကန်လေးပြန်ခေါ်လိုက်မယ်ခေါ်ပြီးတော့တို့ A အမှတ်နဲ့တစ်ထပ်သေးလေးဟုတ်ပြီနော်စဝိုင်းကန်လေးရဲ့အလဲပုံမှန်နဲ့တစ်ထပ်သေးရအောင်ထားလိုက်မယ်ထားပြီးရင်ဘယ်လောက်ဒီဂရီတိုင်းရမှာလဲဆိုတော့25ဒီဂရီအဲ့တော့3ဒီဂရီမှတ်ကနေ25ကိုမှတ်ပြီးလို့ရှိရင်တို့စဝိုင်းညာလေးဖယ်ပြီးလို့ရှိရင်ဆရာမတို့ဘာလုပ်ရတော့မလဲရင်းပြောင်းလေးအဲ့တော့ဒီ A ကနေပြီးတော့တို့ခုနမှတ်ထားတဲ့ရင်းလေးပေါ်ကိုအမှတ်လေးပေါ်ကိုဆရာမဆွဲလိုက်ပြီးရင်းပြောင်းလေးကြောင်းဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာရှိနေတဲ့တောင်တိုင်းတန်ဖိုးလေးဒီဘယ်လောက်ဒီဂရီပါဟုတ်ပါတယ်25ဒီဂရီရပါပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ချက်ဟုတ်ပြီနော်နံပါတ်3သွားမယ်နံပါတ်3ဘာလုပ်ရမှာလဲကဲနံပါတ်3ချက်သွားမယ်ဆိုရင်အမှတ် B လေးပေါ်မှာဆရာမတို့ရဲ့စဝိုင်းချမ်းရဲ့အလဲဘိုးလေးကိုတစ်ထပ်လေးကြောင်းထားလိုက်မယ်ထားပြီးတော့ဒီဂရီလေးတိုင်းတော့မယ်ဘယ်လောက်တိုင်းရမှာလဲကလေးလေး90ဒီဂရီအဲ့ဒါဆိုလို့ရှိရင်တို့ရဲ့3ဒီဂရီအမှန်လေးရှာမယ်ရှာပြီးလို့ရှိရင်ဖတ်မယ်ဘယ်ထိရအောင်လဲဆိုတော့90ထိရအောင်တိုင်းရမယ်ဟုတ်ပြီနော်အဲ့တော့90ရောက်တဲ့နေရာမှာဆရာမတို့ကဗာလေးထားမလဲအမှတ်လေးတစ်ခုမှတ်လိုက်မယ်ဟုတ်ပြီနော်မှတ်ပြီးလို့ရှိရင်တို့ဘာလုပ်ပေးရမလဲမြင်းပြောင်းလေးဆွဲပေးရတော့မယ်ဘယ်ကနေဆွဲရမှာလဲဆိုရင်တို့ရဲ့တောင်ဆုံး B ကနေပြီးတော့ခုနဆရာမမှတ်ထားတဲ့
ဘာလို့သွားပြီးတော့ခုနအမှတ်လေးကိုရောက်အောင်ချိန်မယ်အဲ့တော့တို့ရဲ့နည်းလေးနှစ်ကြောင်းစုံပြီးဆိုလို့ရှိရင်တို့လိုချင်တဲ့အမှတ်လေးဘာရပြီလဲဆိုရင်စီလေးရပါပြီဟုတ်ပြီအဲ့ဒီကြမှာကလေးလေးပိုးနေတဲ့ဟာလေးတွေပြည့်ပြည့်လေးနဲ့ဖြစ်လိုက်ရင်ရပါပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျမတို့လိုချင်တဲ့တတိယလေးထွက်လာပြီအဲ့ဒီကြမှာတို့လိုတဲ့အချက်လေးတွေပြန်ပြီးတော့ဖြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာလိုတောင်းအေးမှာ25ဒီဂရီပါဟုတ်ပြီဒီလိုလေးရေးပေးမယ်ဒီဘက်ကကျတော့ဘယ်လောက်ဒီဂရီလဲ90ဒီဂရီပါအဲ့ဒါဆိုရင်ကျမတို့လိုချင်တဲ့တတိယလေး ABC ကိုရပါပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်တို့နံပါတ်ခါဝေးလေးပြန်ပြီးတော့သွားရအောင်ခါဝေးလေးအဲ့တော့ခါဝေးကတတိယ ABC ဆွဲခိုင်းတယ်ဆွဲခိုင်းတဲ့အချိန်မှာဘာတွေပေးထားတော့ခုနပေးထားတာ ਨੇ တူသေးလားအဲ့တော့ AB မြင်းလေးကတော့အလျာက60 cmပေးထားတယ်တောင်း A လေးရဲ့တန်ဖိုးက45ပေးထားတယ်ဒီတခါတောင်း B မပေးဘဲနဲ့ဘာပေးထားလဲအနားလေးနောက်တစ်ခုကိုဘယ်လောက်စင်တီမီတာပေးထားလဲ4 စင်တီမီတာပေးထားတယ်ခုနကတောင်းလေး2000ရဲ့အနားလေးတစ်နားရဲ့ပေးတာအခုဟာကအနားလေး2နားနဲ့တောင်းလေး1000ကိုပေးထားတာအဲဆိုရင်ခုနကတော့ဆွဲတဲ့ဟာနဲ့ပုံစံတူသေးလားမတူတော့ဘူးအဲ့ဒါဆိုရင်ဘယ်လိုဆွဲမလဲကလေးလေးကြည့်အောင်ပါဆရာမတို့ဘယ်လိုဆွဲမလဲအဲ့တော့တို့အခြေမြင်လေး AB ဘယ်လောက်စင်တီမီတာဆွဲရမလဲ6 စင်တီမီတာဆွဲမယ်အဲ့တော့6 စင်တီမီတာဆွဲပြီးရင်းကြောင်လေးဒီကြောင်ဆွဲပြီးရင်တော့ပေတံလေးနဲ့ပြန်ပြီးတော့တိုင်းပေးရအောင်လေဘယ်လောက်စင်တီမီတာလဲကလေးလေး6 စင်တီမီတာအဲ့တော့6 စင်တီမီတာနေရာမှာဆရာမကအမှတ်လေးတစ်မှတ်မှတ်မယ်ဟုတ်ပြီနော်အမှတ်လေးမှတ်ပြီးလို့ရှိရင်တို့ဘာလုပ်မလဲပိုးတဲ့ဟာလေးတွေကိုဒီစာလေးဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဆရာမကဒီမြင်းလေးဒီမြင်းလေးဖြစ်သွားပါပြီအဲ့တော့ခုနကလိုပဲတို့ A ကိုတောင်စုံလေးဖြစ်ထားဘယ်လောက်ဒီဂရီလဲဆိုတော့45ဒီဂရီရှိတဲ့တောင်လေးတစ်ခုဆွဲပေးမယ်အဲ့တော့ကျွန်တော်တို့စဝိုင်းချမ်းလေးခေါ်ပြီးစဝိုင်းချမ်းရဲ့အလဲဘိုးဒီအမှတ် A နဲ့အထက်လေးကြမယ်เนาะတောင်စုံလေးပြင်ထားပြီးတော့အဲ့ဒါပြီးရင်တို့ဖတ်မယ်ဘယ်လောက်ဒီဂရီလဲဆိုတော့45ဒီဂရီအဲ့တော့3ဒီဂရီကနေပြီးတော့စပြီးတော့ဖတ်သွားမယ်45ဒီဂရီရောက်တဲ့အချိန်မှာကျွန်တော်တို့အမှတ်လေးတစ်မှတ်တော့ပြီးတော့မှတ်လိုက်ပါမယ်မှတ်ပြီးရင်အဲ့ဒီအမှတ်လေးကိုမလုပ်အောင်လဲဖြတ်ပြီးတော့တို့မြေပြောင်းလေးတစ်ကြောင်းဆွဲမယ်ဟုတ်ပြီမြေပြောင်းလေးတစ်ကြောင်းဆွဲလိုက်ပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆင်မတို့ဒုတိယအချက်အနေနဲ့ဒီမှာဒေါင်းပြီးမှဒီရီတိုင်းတိုင်းလေးလားမတိုင်းတိုင်းဘူးအဲ့ဒါဆိုရင်ဘာပေးထားလဲဆင်မတို့ဆွဲလိုက်တဲ့မြင်းလေးဒီဘယ်လောက်စင်တီမီတာပြရမလဲ4 စင်တီမီတာပြရမယ်အဲ့ဒီအချက်လေးကိုအရင်လုပ်ကြစို့အဲ့တော့ပေတံလေးယူလိုက်ပြီးဆင်မကပေတံလေးကိုခေါ်ပြီးတော့တို့ခုနဆွဲထားတဲ့မြင်းလေးဒီဘယ်လောက်စင်တီမီတာ4 စင်တီမီတာတို့တိုင်းမယ်ဟုတ်ပြီအဲ့တော့4 စင်တီမီတာရတဲ့နေရာမှာဆရာမကမှတ်လေးတစ်မှတ်မှတ်လိုက်ပြန်ပြီမှတ်ပြီးလို့ရှိရင်တို့ဘာလုပ်တော့မလဲအဲ့ဒီ4 စင်တီမီတာအမှတ်အဲ့ဒီအမှတ်လေးနဲ့ဒီမှာရှိတဲ့ B လေးနဲ့ဆက်လိုက်ရင်ရပြီဟုတ်ပြီနော်အဲ့တော့အရင်ပြတ်ချင်လည်းရတယ်မပြတ်ချင်လည်းရတယ်အဲ့တော့ဆရာမကဒီကနေပြီးတော့တို့မြင်းလေးဟုတ်ပြီနော်ဒီဆုံးကနေပြီးတော့မြင်းလေးဒီကြောင်ဆွဲမယ်ခုနအမှတ်ကိုဖြတ်ပြီးတော့4 စင်တီမီတာရှိတဲ့နေရာမှာအဲ့တော့အဲ့ဒီမြင်းတစ်ကြောင်စုံနဲ့အမှတ်ဒီဘာဖြစ်သွားပါပြီစီဖြစ်သွားပါပြီအဲ့ဒီကြောင်မှာကလေးလေးကိုနေတဲ့ဟာလေးကိုဖြတ်လိုက်လို့ရပါပြီတို့အဲ့ဒီကြောင်မှာကလေးလေးလိုချင်တဲ့ကလေးကန်လေးရပြီအဲ့တော့ AB အနားလေးကတော့ဘယ်လောက်စင်တီမီတာနဲ့ဆွဲထားလဲ6 စင်တီမီတာနဲ့ဆွဲထားတယ် AC ကတော့ဘယ်လောက်တိုင်းထားလဲဟုတ်တယ်4ရထားတယ်အဲ့ဆိုရင်ဒေါင်း AB ရဲ့တန်ဖိုးကဘယ်လောက်ဒီဂရီပါ45ဒီဂရီပါအဲ့ဒါဆိုရင်ဆရာမတို့လိုချင်တဲ့တရိကန်လေး ABC ဆိုတာကိုရပါပြီအဲ့ဒါဆိုရင်ကလေးလေးလေ့ကျင့်ထားအောင်နော်ကဲနောက်ထပ်သင်ခန်းစာတွေမှာဆရာမနဲ့ထပ်တွေ့မယ်